မင်္ဂလာပါရှင်။ Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်။မိတ်ဆွေများအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာပါစေလို့မေတ္တာပို့ပါတယ်ရှင်။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်။ဒီနေ့တော့ကျမဆရာမရင်နုမန္တလေးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်။ဝတ္ထုလေးရဲ့နာမည်ကတရားဖြတ်ဖို့တဲ့။မေတ္တာရက်ခံချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။တရားဖြတ်ဖို့ရေချိုအိယာကထလာတော့မနေ့6နာရီထိုးတော့မယ်။မိသွေးမီးဖို့ပေါ်မှာတရှူးရှူးမြည်နေတဲ့ရင်နွေးအိုးအောက်ချပြီးကော်ဖီဖြော်လိုက်တယ်။ Rice cooker နဲ့တည်ထားတဲ့ထမင်းအိုးလည်းကျက်နေပြီ။ဖေဖေပဲသွားနေပါလေလို့စိတ်ထဲကတွေးရင်မျက်စိကရှာကြည့်တယ်။တေချာတာတစ်ခုကဖေဖေခြံထဲမှာမရှိဘူး။လမ်းလျှောက်ထွက်သွားပြန်ပြီနဲ့တူတယ်။စစ်မှုထမ်းဟောင်းဖေဖေဟာသူ့ထုံးစံအတိုင်းအစောကြီးနိုးနေတာ။ထမင်းအိုးတအိုးတည်ပြီးရင်နွေးအိုးစုအောင်တည်သွားသေးတယ်။လူငယ်တွေကိုလုံလဝရိယအရာမှာရှင်းနိုင်တယ်။အသက်60ကျော်နေတဲ့အဖေကြီးတယောက်ပဲကြံတော့တဲ့ရီချိုတို့ကဖေးကိုအရေးကြီးမပြုစုရဘူး။သူကသူနိုင်တဲ့တောင်ဝင်ယူနေတော့ဌာနကြီးတစ်ခုရဲ့အကြီးအကဲဖြစ်ခဲ့လို့စီးပွားရေးအရာမှာလည်းမပူရမပင်ရ။စုမိဆောင်းမိရှိတော့ဖေဖေကဆုံးသွားပြီဖြစ်တဲ့မိမိထက်တောင်မှအလှူဒန်းရရောတယ်လို့ရီချိုကထင်တယ်။တနေ့ဖေဖေလမ်းလျှောက်ပြန်လာရင်ဖေဖေမှာပြောပြစရာပုံမြင်တွေကတပုတ်ပြီးတပုတ်မပြင်းကြီးအောင်ပါလာတတ်တာမျိုးမို့ရီချိုဆိုရင်ဖေဖေလမ်းလျှောက်ပြန်မသိမသာမျှော်တတ်နေပြီ။သမီးရေဒီနေ့စောစောစီစီကိုရင်လေးငငယ်လေးနဲ့တပိတ်ကြီးမနိုင်မနှင်းပိုက်လာတာတွေ့လို့ဖေဖေ900လှူခဲ့တယ်ကွယ်။သမီးရေဒီနေ့တော့ကိုရင်လေးနဲ့ထပ်တွေ့မလားလို့မျှောနေတာ။လမ်းလျှောက်တာတော့မဖြောင့်ဘူးဟိုကြည့်ဒီကြည့်နဲ့လုံးမိတာ။သမီးရဲ့လမ်းထောက်မှာခွေးမလေးမွေးနေတာခွေးကလေး9ကောင်တောင်ပိန်ကတ်နေတာပဲ။ဒါနဲ့ဟိုဘက်လမ်းကလက်ဖေးဆိုင်ကိုပြန်လျှောက်ပြီးလက်ဖေးရည်နဲ့ပေါင်မုံထောပတ်တို့ဝယ်လာပြီးကျွေးလိုက်တာစားလိုက်ကြတာသမီးရဲ့တာရုတာခေါ်ပြီးတော့ဒီနေ့တော့လမ်းဘေးမှာမျက်နှုတ်နေတဲ့ယောဂီဝေအဖိုးကြီးကိုဝင်900လှူခဲ့တယ်သမီးရဲ့ဖေဖေရဲ့အလှူဒါနတွေကဝင်မလေးဒါနလေးတွေပင်မဲ့တကယ်လိုအပ်တဲ့လူတွေလည်းတကယ်ရတယ်ဘဝမှာနေဝင်ခြင်းရောက်လူနေဖေဖေရဲ့တနေ့တခြားအစပြုတဲ့မနက်ခင်းလေးလမ်းလျှောက်ထွက်ရင်တရားဒါနခန်းလေးနဲ့စလိုက်တော့တနေ့လုံးဖေဖေရွှင်းကြည့်နေတာတွေ့ပြီးရီချို့မှဝမ်းသာရသေးတယ်။ဒါပေမဲ့ယောဂီအဖိုးအိုကဖေဖေရဲ့မနက်ခင်းနေမှာတဖြည်းဖြည်းနဲ့တော်တော်နေရယူလာတာတွေ့ရတယ်။သမီးရေဒီနေ့လဲအဲ့ဒီဖိုးဖိုး900ပေးခဲ့တယ်။သမီးရေဖေဖေလဲလမ်းထိပ်ရောက်ရောယောဂီဖိုးဖိုးလဲလမ်းထဲကထွက်လာတော့တာပဲ။ဖေဖေလဲ900လှူလိုက်ပါတယ်။သမီးရေဒီနေ့တော့ယောဂီဖိုးဖိုးကဆင်းရဲရှာတဲ့သူမြေးလေးရှင်မပြုတ်နိုင်လို့တဲ့။စုပေါင်းရှင်ပြုတ်ပွဲမှာထည့်ကျင်လို့တဲ့ဆိုပြီး3000လှူခံတယ်။ဖေဖေလည်းရှင်ပြုတ်တာကောင်းတဲ့အလုပ်ပဲဆိုပြီးကုသိုလ်ပါဝင်ခဲ့ပါတယ်ကွယ်။ဖေဖေပြောတဲ့ယောဂီဖိုးဖိုးပုံမြင်နေထက်လာတော့ရီချိုမျက်မှောင်နည်းနည်းကုတ်ဆပြုတ်လာတယ်။ဒါပေမဲ့ဖေဖေကတော့မပြောင်းလဲဘူး။လေကလေးတချွန်ချွန်နဲ့တပျော်ပြုံးပြုံးတွေ့ရတော့ရီချိုဖေဖေဝမ်းသာနေပြီးတာပါပဲလေဆိုပြီးမိတောင်မိတဲ့အောင်ရှိနေပြီ။ဒီနေ့တော့အိမ်မှာနိုးစီတကြားကလည်းကော်ဖီဖြော်လိုက်တာနောက်ဆုံးကျက်သွန်ပြူလည်းဝယ်ရမယ်တပတ်စာလောက်ပဲကြာစံအာလူငချောက်ကုံချောက်တွေလည်းဝယ်ကျင်တာမို့ဖေဖေပြန်လာအောင်မဆောင်တော့ပဲဈေးပဲထွက်လာခဲ့တယ်ရီချိုလည်းအသက်40ကျော်ပြီမို့တုတ်သွက်ရှောက်လိုက်ရင်နည်းနည်းမောတတ်နေပြီပြီးတော့တစ်ခုဝယ်နဲ့ဆွဲချင်းကြီးကလည်းလေးလိုက်တာမနေ့ကလည်းကော်ဖီလေးပဲမောခဲ့တာဆိုတော့ဈေးထောင်းကအစားအသောက်အစုံရတဲ့ခင်မီလက်ဖေးဆိုင်ထဲမှာရန်ကုန်မုံဟင်းကားလေးဝင်ဆောင်မှပါပဲဆိုပြီးဝင်လိုက်မိတယ်။ပဆိုင်ထဲဖွင့်ကြည့်တော့1500လောက်ပဲကျန်တော့တယ်။ရီချိုမှာထားတဲ့မုံဟင်းကားမလာခင်ရီချိုရှိမှာအသက်ခက်ကြီးအမျိုးသမီးကြီးတယောက်ကဝင်းထိုင်တော့လှမ်းကြည့်မိပြီးဝမ်းသာအားရနဲ့ရီချိုကဆရာမလိုနှုတ်ဆက်မိတယ်။သူတို့တက္ကသိုလ်တုန်းကကတိကဆရာမကြီးဒေါ်ကြည်မြင့်ရဲ့16-17လောက်ဝဝတုတ်ဖွေးယောက်ျားလေးတယောက်ကတွဲလို့ရီချိုနှုတ်ဆက်မှဆရာမကမျက်မှန်လေးပင့်ကြည့်ပြီးပြန်ပြုံးပြနှုတ်ဆက်တော့ရီချိုကထိုင်ပါဆရာမဘာတော့မှလဲဆရာမလက်ဖေးမှာလိုက်မယ်ဆရာမလို့ပြတလဲပြောလိုက်မိတယ်ဆရာမကစပွဲကုံမှာဖြည်းဖြည်းသာဝင်းထိုင်တယ်မှားပါဆရာမလက်ဖေးလားလို့မေးတဲ့အထိရီချိုရဲ့မွေးငါလည်းမလာသေးဘူးဆရာမကပေါ်စိမ့်လို့မှားပြီးတဲ့အချိန်ဟေ့ချိုးဆိုပြီးခါကိုလာဖက်လို့ကြည့်လိုက်တော့အရက်ထဲကစိမ့်ကိုတွေ့လိုက်တယ်စိမ့်တို့စပွဲကဆရာမနဲ့ကပ်ရဲ့
အဲ့ဒီအချိန်မှာရီချိုတို့စပွဲပေါ်ရီချိုရဲ့ဆွဲချင်းကျွတ်ကျွတ်အိတ်ဆရာမရဲ့ချင်းနဲ့ရှုပ်ရှက်ခတ်နေတယ်။စပွဲတို့လေးလာပြီးတဲ့မွေးငါးပကံကိုစိမ့်စိမ့်ကဆွဲပြီးချိုဒီဘက်လာခဲ့ဆိုတော့ရီချိုလဲဆရာမတို့လွတ်လွတ်လပ်လပ်စားပါစေဆိုတဲ့သဘောနဲ့ဟိုဘက်စပွဲရွှေ့ထိုင်ပြီးဆရာမတောက်နဲ့နော်တငယ်ချင်းနဲ့ထိုင်လိုက်မယ်လို့မှာခဲ့တယ်။စိမ့်စိမ့်တို့စပွဲမှာထိုင်နေရင်းကဆရာမခေါ်လာတဲ့ကောင်ကလေးမှားနေတဲ့အစားအသောက်တွေကိုနားကကြားနေရတဲ့ရီချိုကအံ့ဩလွန်းလို့လှည့်ကြည့်မိတယ်။ဟိတ်ဂံပေါက်တစ်ပွဲချပေးစမ်းပါစိတ်သားကြော်ပွဲအလွတ်ထပ်ပေးနော်ကြီးမေဘာစားမှလဲဟဲ့နင်ဘာဒီမှားနေတာလဲအိုးကြီးမေရတယ်မှားလို့ပြောသွားတဲ့ဥစ္စာဟေးလက်ဖက်ရှက်တစ်ခွက်ထပ်ပေးပါအောင်ကြီးမေဖို့ကြက်သားကြာစံတစ်ပွဲစကားတွေကြားနေရတဲ့ရီချိုချွေးပြန်လာတယ်မှားပြီငါ့ရဲ့ထဲမှာလည်း1500တဲ့နဲ့ဆရာမကိုတထားပေါက်ပြီးလောက်ကိုပြုတ်မိတာဒုက္ခပဲဘလို့မှမလောက်တော့ဘူးဆိုပြီးစိတ်နင့်မှာပတ်စံပိုင်းငါ့ကို3000လောက်ပေးစမ်းပါလို့ချိတ်တောင်းရတော့တာပေါ့ဘာဖြစ်လို့လဲလို့စိမ့်ကမေးတော့တိုးတိုးတက်တာရှင်းပြလိုက်တာနဲ့စိမ့်ကအံ့မှတော့မှာဆိုတာနဲ့တန်ဖိုးကြီးတာတွေစွတ်မှာတော့တာပဲနော်ဆိုတာနဲ့ရီချိုရင်ထဲမှာအစာမကြေသလိုမအီမလဲစွတ်နှင်းကြီးဖြစ်လာတယ်အဲ့ဒီနေ့ကဆရာမထသွားတော့သူ့တူလေးကရှမ်းခေါက်ဆွဲတစ်ပွဲပါဆယ်ဆွဲသွားသေးတယ်အားလုံး2800ကျော်ရှင်းလိုက်ပြီးပြန်လာခဲ့တဲ့ရီချိုစိတ်ထဲမှာပူထုစင်ပြီးဘလို့မှရင်မရှင်းတော့ဘူးတပိုင်းကတခါတလေတွေ့ရတဲ့ဆရာမကိုကြွေးရတာပဲလေငါကြွေးတာငါတရားပေါက်တာစားရှာတာကလည်းဆရာမအမျိုးလေးပဲလို့စိတ်ကိုဖြေကြည့်တယ်တပိုင်းကလည်းတော်သေးတာပေါ့စိမ့်ကဲပေလို့နှမဟုတ်ရင်အဆက်ကွဲပေါက်ဒီလိုပဲပဖြဲနှစ်ဖြဲစားမှစားရက်ပလီတော်လို့တွေးမိပြန်တယ်အတွေးတွေနဲ့ရစ်ခွေပြီးဘလို့ခြေလန်းနေနဲ့ရှောက်လို့ဘလို့အိမ်ရှိပြန်ရောက်လာမှမသိဘူးအိမ်ကိုလှမ်းမြင်လိုက်တဲ့အချိန်မှာပုတ်တော်လို့ပါဇက်ကထွက်ရအောင်ရီချိုအံ့ဩတင်သွားတယ်အိမ်ချံဝင်းကိုအပြည့်ကာထားတဲ့လူတရက်လောက်ကဘိုးကတော်မျက်ခုံးပင်တွေလက်နဲ့ဖျဲပြီးအိမ်ထဲကိုကုန်းကြီးချောင်းကြည့်နေတဲ့အညိုရောင်ဝစ်လူတယောက်ကိုတွေ့လိုက်ရလို့ပေါ့ခက်မြန်ရှောက်လာတဲ့ရီချိုရဲ့ဖနှက်တံကိုကြားတော့ဟိုလူကခါးဆန့်ပြီးတစ်ဖက်ကိုထွက်သွားတာနဲ့ရီချိုမှမျက်နှာတော့မမြင်လဲရဘူးရီချိုလဲရင်တုံမပြောက်ပဲဝင်းတကားဖွင့်အိမ်ထဲဝင်းတကားကိုတော့ပြန်ချအမောမပြေသေးခင်တိုက်ထဲကိုဝင်လိုက်တော့ရုတ်တရက်လန့်ပြီးအမလီဖေဘာလုပ်နေတာလဲလို့အော်မေးလိုက်မိတယ်နှစ်ယောက်ထိုင်ဆိုဖာကြီးရဲ့နောက်မှာလေးဘက်ကုန်းပြီးပုံနေတဲ့ဖေကအမလီတိုးသမီးတိုးခြံရှိမှာဘသူ့ကိုတွေ့ခဲ့လဲရင်လို့ကတော်ကမျောမေးတာနဲ့ရီချိုလဲအညူရောင်ဝတ်ထားတဲ့လူတယောက်တော့တွေ့ခဲ့တယ်ဖေသမီးကိုလည်းမြင်ဟိုဘက်ထွက်သွားပြီပြောပါဦးဖေရဲ့ဘာဖြစ်နေတာလဲလို့ဆိုတော့မှဖေကပုံးနေရကထွက်ပြီးဆိုဖာပေါ်ကိုခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်ဟင်းကနေသက်ပြင်းတစ်ချက်ချလိုက်တယ်သမီးရဲ့ဖေမှားတာလားယင်ကောက်ချက်ချပေးစမ်းပါဖေလေးတကယ်ကိုအဲ့ဒီလူပေါ်တရားပေါက်ခဲ့ပါတယ်စီးရရှာတယ်ဆိုပြီးကြုံသူလူလှူခဲ့တယ်သူကအချင်းထင်သလားမသိဘူးသမီးရဲ့နေ့တိုင်းစောင့်တော့တာပဲတနေ့900ဖေကြားတော့စိတ်ညစ်လာတယ်သမီးရဲ့တရားကိုဖြတ်တဲ့ပိုးဟာတရားတရားပဲဖြစ်လာတယ်အစကတည်းကတရားတရားကိုမပြမိရင်ဖြတ်ပိုးလဲပေါ်လာစရာမရှိဘူးဖေတဖြည်းဖြည်းတရားပြတ်လာတဲ့အချိန်မှာသူကရွာပြန်ပြီးဖျားတယ်မှာမို့ငွေ3000လောက်လှူပါလို့တောင်းတော့တာဖေညင်းလိုက်တာအဲ့ဒါတကြီးကြီးနဲ့အိမ်ထိလိုက်လာပြီးအပြင်ဘက်ကချောင်းနေတာအလစ်မှာအိမ်ထဲဝင်ပြီးသူမမြင်အောင်ပုံနေရတာပြခါနင်းနာပြောရမှလည်းအားနာတယ်လေကွယ်ဒါပေမဲ့ဖေသူ့အပေါ်မှာအစကတကယ်ကိုတရားတရားထားခဲ့တာအဲ့ဒီတရားတရားကိုဖေနှမျောလိုက်တာကွယ်ဆွဲချင်းအလေးကြီးကိုအခုထိမချမိသေးပဲဧကန်းအလေမှာတောင်းတောင်ကြီးရက်နေမိတဲ့ရီချိုလဲသမီးလဲနှမျောလိုက်တာဖေရေလို့ညီးလိုက်မိတယ်ဖေအတွက်နှမျောတာလားကို့အတွက်ကိုနှမျောမိတာလားခွဲခြားမသိနိုင်တော့ပဲမိဖို့ချောင်းနဲ့ဝင်လာတဲ့ရီချိုဟာဆွဲချင်းကိုဘုံကနေပစ်ချပြီးပါဇက်ကစကားတူတခွန်းထွက်သွားသေးတယ်ဒီအချိန်ဆိုရှမ်းခောက်ဆွဲစားနေရောပေါ့တဲလီငါအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel ကို like and subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင်တဲ့တကယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်